ပထမဆုံး Google က Office Phonics Word 1ရဲ့ PDF file ကို down မယ်ပေါ့နော်မ down ချင်တခါလဲ link ထဲကိုဝင်လိုက်မယ်ဒီမှာ Office Phonics Word 1 PDF ဆိုပြီးရိုက်လိုက်မယ်ပြီးရင် link ထဲကိုဝင်လိုက်မယ်ခဏဆောင်ပေါ့နော် loading လုပ်နေတော့ခဏဆောင်မယ်ရောက်ပြီးတက Office Phonics Word 1အမပထမစာမျက်နှာကိုလမ်းလိုက်ပြီးအမ1ရဲ့သင်ခန်းစာတွေ unit 1 2 3 4 8ထိရှိတယ်ပေါ့နော်အမ A နဲ့စာရစောစောကအတန် file နော် I am angry apple ပြီးရင် listen and file လုပ်မယ်ပြီးရင် repeat လုပ်မယ်စောစောကဖွင့် Office Phonics Word 1နဲ့ video file ပို့လာတယ်အဲ့ဒီ video file နဲ့apple eggs and alligator နောက်ကလိုက်ဆိုမယ်ဒီက trace and write and say အဲ့ဒီ trace လုပ်မယ်ပြီးရင် write လိုက်ရေးမယ်ပြီးရင်ပါစကားပြောရင်ရေးမယ်နော် write and say ပြီးရင် Office Phonics Word 1နဲ့ listening ကြီး audio file တွေကို download လုပ်ပြီးမှ listen လုပ်မယ်ပြီးရင် then write a or correct out a နဲ့စတဲ့စကားလုံးတွေအဲ့အတန်အတွက်ပါတဲ့ဟာတော့ပဲရေးမယ်နံပါတ်2က a မဟုတ်ဘူးဆိုရင်အဲ့ဒါကို correct out margin လေးချစ်မယ်ပေါ့နော်နံပါတ်3နားထောင်မယ်ပါရင်ရေးမယ်နံပါတ်4နားထောင်မယ်မပါဘူးဆိုရင် crop လုပ်မယ်နံပါတ် C D E ဆိုတော့နံပါတ် E က listen and chant ဆိုတော့ကိုယ် listen လုပ်ပြီးမှနောက်က like ဆိုရုံပဲဒါက B လည်းအဲ့တိုင်းလုပ်ရုံပဲဒီမှာလည်း exercise ပါတယ် trace ပါမယ် write ပါမယ်ပြီးရင် save ဇက်ကပြောမယ်ကိုကဒါထဲလေ့ကျင့်နေဆိုရင်အဲ့ဒီ B ကိုရ၄ချောင်းမြစ်စာအုပ်ထဲမှာထပ်ပြီးလေ့ကျင့်တယ်အပိုထပ်လေ့ကျင့်မှာပေါ့နော်ကျွမ်းကျင်ရင်အပိုကျွမ်းကျင်ရင်အပိုထပ်လေ့ကျင့်မှာပေါ့နော်ပြီးရင်နံပါတ် D က connect then write B B နဲ့စတဲ့စကားလုံးတွေကိုပြီး connect လုပ်မယ်ပြီးရင်ဒီဘေးမှာပေးထားတဲ့၄ချောင်းမြစ်ထဲမှာ B capital B small b ဆိုပြီးရေးမယ်ပြီး listen and chant လုပ်မယ်ပြီးရင် C 0 file နားထောင်မယ်ပြီးရင် listen file လုပ်မယ်ပြီးရင် repeat နောက်ကလိုက်ပြောမယ်ပြီးရင် C write and say ရေးမယ်စကားပြောမယ်ရေးမယ်ပြီးရင် write C ကိုရေးမယ်အလဲကမှာပြီးရင် then match ဆိုတော့ C နဲ့စတဲ့ပုံလေးတွေကို connect လုပ်မယ်ပေါ့နော် draw the line ဆွဲမှာပေါ့နော်ပြီးရင် listen အောက်မှာ listen လုပ်မယ်အဲ့တော့ cat နောက်ကလိုက်ပြောမယ်ဒီနောက်က ABC သုံးခုလုံးပေါင်းပြီး review exercise လုပ်ပြတော့နော် which ones begin with the same sound အဲ့ဒါ circle လုပ်မယ်အဲ့ဒါ bear banana ဆို buck အတန်တူတယ်အဲ့အတန်တူနှလုံးကို circle လုပ်မယ် car X ဆိုတာ C နဲ့စတယ် X ဆိုတာ A နဲ့စတယ်ဆိုတော့အတန်တူ beginning sound တွေတူအဲကြောင့်မလို့မရွေးထားဘူးเนาะ bat B ဆို bear B banana အဲ့ဒါ buck sound တွေတူတဲ့အတွက် circle လုပ်မယ်နံပါတ် B ကကျတော့ listen and circle ကိုနားထောင်မယ်ဒါက bird လို့ပြောထားတယ်အဲဆိုရင် B capital B နဲ့ small b လေးမယ်နံပါတ်2 listen လုပ်မယ် car ဆိုရင် C capital C small c big C small c ကို circle လုပ်မယ်နော် apple ဆိုရင် C circle လုပ်မယ်ပြီးရင် write လုပ်မယ်နားထောင်ပြီးတော့ write နားထောင်စရာမလိုအောက်မှာအပုံလေးတွေပြတ်ထားတယ်ဟုတ်ကဲ့ကြောင်ပုံလေးဆိုရင် C ဟုတ်ကဲ့ bat အဲ့ဒီပုံလေးဆိုရင်အပေါ်မှာ B ရေးရုံပဲပေါ့နော် B small b capital B ရေးရုံပဲပြီးရင်အောက်ကပုံလေးက ant ဆိုရင်အဲ့ဒီဟာကို capital A small a ရေးရုံပဲ number 4ကကျတော့ C cup ဆိုတော့ C အဲ့တော့ capital C small c ရေးမယ် now အဲ့တိုင်းပဲ read and listen read aloud အဲ့ဒါ listening ကိုဖွင့်လိုက်မယ်ဖွင့်ပြီးရင်ကိုကအဲ့ဒီပုံလေးတွေပြောတဲ့ဟာကိုလိုက်ပြီးတော့ပြောကြည့်မယ် andလို့မယ်အဲ့ဒါ apple banana အဲ့ထဲမှာအသုံး story ထဲမှာအသုံးနှုန်းလေးကိုပေါ်မှာပေါ့နော်အဲ့ဒါ n a it x ဆိုတဲ့အသုံးနည်းလေးကိုရသွားမယ်ပေါ့နော်အဲ့ဒါ D unit 2 D ရောက်ပြီဒီလည်းအဲ့တိုင်းပဲ
နားထောင်မယ်ပြီးရင်ရေးမယ်ပြီးရင်စောစောအတိုင်းပဲ which one begin with the D sound တွေကိုဝိုင်းမယ် listen စကြလုပ်မယ်အဲဆိုရင် door ဆိုရင်အယုံမလေးကိုဝိုင်းရမှာပေါ့နော်ပြီးအောက်က listen and chant လို့ပဲဒီစောစော video file ထဲမှာပါတာကိုလိုက်ပြီးတော့ဆိုရုံပဲပြီးရင် E ဒီတိုင်းလေ့ကျင့်သွားမှာပေါ့နော် then number C trace write and say အတူတူပဲပုံမှန်နေတိုင်းပဲကိုကထပ်ပြီးကျွမ်းကျင်ရင်၄ချောင်းလေးမှာထပ်ရေးမယ်ပြီးရင် listen then write E correct out ကိုက listen လုပ်မယ် E အတန်အတွက်ကြားပဲ act လို့ကြားမယ်ဆိုရင်အဲဒါဒီမှာ E ရေးမယ်မကြားဘူးဆိုရင် correct out အမှားလေးချင်မှာပေါ့နော်အဲ့တိုင်းပဲ unit တွေတိုင်းမှာ story လေးပါတယ်ပြီးရင် exercise လေးပါတယ် review exercise လေးပါတယ်အဲ့ဒီအတိုင်းလိုက်လို့ရင်စာအုပ်တော့ ever phone was တော့ပြီးသွားမှာပေါ့နော်